expect nothing fulfill everything ဆိုတာလေးရှိခဲ့တယ်အဲ့တော့ expect nothing ဆိုတာဘာမှမမျှော်လင့်ဘူးပေါ့နော်ဆရာတို့ fulfill everything လိုအပ်သမျှတွေကိုဖြည့်ဆည်းပေးတယ်ပေါ့နော်ဒီရှုထောင့်လေးက expect nothing ဆိုတာဆရာအများအဖြစ်တော့မျှော်လင့်ချက်တွေနဲ့အသက်ရှင်ကြတာပေါ့နော်အလုပ်တစ်ခုလုပ်ရင်ကောက်ဘာရမလဲဆိုတော့မျှော်လင့်ချက်နဲ့အဓိကလုပ်ခဲ့ကြတာပေါ့အဲ့တော့ဒီမျှော်လင့်ချက်တွေမှာဘာတွေပါနေလဲဆိုလောဘတွေပါနေရပေါ့နော်ဆရာတို့အဲ့တော့လောဘပါတဲ့အတွက်ပေါ့ကိုကလိုချင်နေတဲ့အတွက်ကိုယ့်ဘက်ကနေပေါ့ fulfill everything ဆိုအပြည့်အဝကိုကပြီးဖို့ဟာအားနည်းနေကြတာပေါ့အဲ့တော့ကိုကဘာမှမျှော်လင့်မထားဘူးကိုယ့်ဘက်ကနေပြီးတော့ fulfill everything အကြောင်းတွေအားလုံးကိုပဲဖြည့်ဆည်းလိုက်လို့ရှိရင်အကျိုးတရားမျှော်လို့စရာကိုမလိုဘူးဆရာတို့ကအားလုံးကအကြောင်းပြည့်စုံတာနဲ့အကျိုးတရားတွေဟာဖြစ်ပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဆရာတို့က expect nothing ဘာမှမျှော်လင့်မနေနဲ့ fulfill everything မိမိလှုပ်ရှားရှိရပဲအပြည့်အဝလှုပ်လိုက်တာနဲ့အကျိုးတရားတွေဟာသူ့သဘောသူဆောင်ပြီးတော့မမျှော်စရာကိုမလိုဘဲနဲ့ပြည့်စုံသွားမှာဖြစ်ပါတယ်နော်